အဲ့ဒီလိုဘဝမှာအကောင်းနဲ့အဆိုးကိုထိမ့်ချုပ်ပြီးတော့ကိုယ်ကပဲအနံ့ရအောင်ယူလိုက်တာမြတ်စွာဘုရားဒါကိုဟောတာနော်လာဘနဲ့အလာဘထို့တူပဲယတနဲ့အယတယတဆိုတာယာဓုဂုံသိမ်းစီစိန်ဥစ္စာအဲ့ဒါယတချီးမွမ်းခံရတယ်ကြော်ကြားတယ်အယတဆိုတာအကျော်ဆုံးမဲ့တာကြော်ကြားမှုမရှိဘူးထူးသဖြင့်ဆိုလို့ရှိရင်ယတနဲ့အယတဟာယာဓုရှိတဲ့ပုဂ္ဂိုလ်ကယာဓုရှိတုန်းကတော့အကုန်လုံးယသောလတ္တဘောဂလို့ဆိုတဲ့ယာဓုရှိလို့ဝင်ငွေကောင်းတယ်နော်ယာဓုကိုအကြောင်းပြုပြီးတော့ဝင်ငွေကောင်းတယ်ယာဓုလည်းပြုတ်သွားရောမရထို့တူပဲနာမည်ကြီးတုန်းကတော့ဝင်ငွေကောင်းတယ်နာမည်ကကျသွားပြီအနုပညာသည်တွေပေါ့ပို့ပြီးတော့ကြုံတွေ့ရမှာငယ်ငယ်တော့ချောချောလှလှလေးဆိုရုပ်ရှင်မင်းသမီးလူဝိုင်းကြည့်တယ်40 50လောက်ဆိုမကြည့်ကြတော့ဘူးနော်မကြည့်တော့အဲ့ဒါလည်းကြာဆုံးခြင်းပဲကြာဆုံးခြင်းဆိုတာလာတာကြည့်ပဲလေဖယ်ဖြစ်အဲ့ဒီလိုဘဝရဲ့မတည်ငြိမ်မှုဆိုတာရှိတယ်ယာရုရရင်ယတယာရုမရတော့ဘူးဆိုရင်ယာရုပြုတ်သွားလို့ရှိရင်အယတဒီလူသိထင်ရှားလို့ရှိရင်ယတလူမသိသူမသိဘဝရောက်သွားရင်အယတအဲ့ဒီယတဖြစ်မှုအယတဖြစ်မှုဒါတွေဟာအဓိကကြလားလို့ဆိုမကြဘူးအေးဒါတွေဟာတခဏပဲယာရုကိုအကြောင်းပြုပြီးတော့လည်းမဟုတ်တာမလုံးနဲ့ယာရုပြုတ်သွားတာကိုအကြောင်းပြုပြီးတော့လည်းမဟုတ်တာမလုံးနဲ့ဂုံသတင်းကြော်ကြားမှုကိုအကြောင်းပြုပြီးတော့လည်းမဟုတ်တာမလုံးနဲ့ဂုံသတင်းယိုယွင်းသွားတာကိုအကြောင်းပြုပြီးတော့လည်းမဟုတ်တာမလုံးနဲ့ဘဝမှာဒါဟာတန်ဖိုးမဟုတ်ဘူးတန်ဖိုးဆိုတာတော့လူဝါရလာတဲ့အချိန်မှာကိုချင်းတရားမပြတ်ပြားဘူးဆိုတာတန်ဖိုးကုသိုလ်ကောင်းမှုပြုတာတန်ဖိုးနော်ပညာရတာတန်ဖိုးအဲ့ဒါတွေကသာလူတန်ဖိုးလို့ခေါ်တယ်အကုသိုလ်တွေဖြစ်ပြီဆိုရင်တန်ဖိုးကျသွားပြီဒါကြောင့်မို့တန်ဖိုးရှိတာကိုရအောင်ယူခြင်းအဖြစ်ဘဝကိုအနိုင်ယူနိုင်တယ်လို့ဆိုလို့တယ်ပေါ့လာဘအလာဘယတအာယတဒီလေးချက်နဲ့မြတ်စွာဘုရားတခါဟောတယ်နောက်တခါသက်ကာရနဲ့အသက်ကာရလူယိုသေးရှင်ယိုသေးလူဆိုတာတခါတလေကျတော့အထင်ကြီးလေးစားယိုသေးမှုခံရတဲ့အချိန်ပိုင်းရှိတယ်လို့ကိုယ့်ကိုအဖက်မလောက်ခံရတဲ့အချိန်မျိုးနဲ့ရှိတတ်တယ်ဒါမျိုးနော်ကိုယ့်ကိုယိုသေးလေးစားမှုအလေးထားမှုမရှိဘူးဖက်မလောက်ကြတော့ဘယ်ဟာပဲဖြစ်ဖြစ်လူယိုသေးရှင်ယိုသေးခံရတဲ့အခါမှလည်းအထင်မကြီးနဲ့လူတကာကအဖက်မလုပ်ဘူးဆိုလို့ပဲစိတ်ဝမ်းမနဲ့နဲ့ဒါတွေဟာအဓိကမဟုတ်ဘူးကိုယ်မှာအဓိကကတော့ကိုချင်းသီလပြည့်စုံမှုကအဓိကကုသိုလ်ကောင်းမှုရနေဖို့ကအဓိကစိတ်ကောင်းနှလုံးကောင်းထားလို့အသိပညာတွေတတ်ဖို့ရအဓိကလို့ပညာနဲ့အသက်မွေးဖို့စဉ်းကျင်သုံးသပ်နေဖို့ကအဓိကအဲ့ဒီကြလို့ရှိရင်လူမသိသူမသိကိုယ်မလေးစားဘူးဆိုဘာမှမလုပ်နဲ့ဥပုသ်ဆောင်လိုက်မယ်နော်တရားနာနေမယ်ပညာသင်နေမယ်ကိုယ့်အကိုတတ်အောင်ကုသိုလ်ရအောင်နေလိုက်မယ်အဲ့ဒါအဓိကလူမသိတော့လေပိုကောင်းတာပေါ့ငါစကားပြောပဲမရှိတော့ပို့ပြီးတော့ကုသိုလ်ရတာတရားအထုတ်ဖို့အချိန်လေးပို့ရလာတယ်ဆိုနေလိုက်အဲ့ဒါကောင်းတယ်ပို့ပြီးတော့အခွင့်အရေးရတယ်အရင်တော့မှငါအဖက်လုံးမဲ့လူတွေရှိတယ်အခုဘယ်သူမှအဖက်မလုပ်ဘူးဘယ်သူမှဂရုစိုက်စရာမလိုဘူးကိုထမင်းကိုစားတရားအထုတ်နေမယ်ဆိုစိတ်တက်မွေးလိုက်အဲ့ဒါလို့လောကရန်ဘယ်လောကရန်မျိုးနဲ့ကြုံဘဝကိုအနိုင်ယူနိုင်ရမယ်လို့ဒီလိုဆိုလို့တယ်ပေါ့နောက်ဆုံးနှစ်ခုမြတ်စွာဘုရားဟောတာပါတော့လူတွေမှာပါပိဿဆိုတာဖြတ်လန်းကနာမည်ကြီးကျင်တာတို့မဟုတ်တာလှုပ်ချင်တာတို့စိတ်ကောင်းနှလုံးကောင်းမရှိတာတို့
မဟုတ်တန်တရားတွေလှုပ်ချင်တဲ့မကောင်းတဲ့အလိုဆိုးဆိုတဲ့ပပိစ္ဆာဆိုတဲ့တရားကိုအနိုင်ယူတတ်ဖို့လိုအပ်တယ်အဲ့ဒါကိုအနိုင်ယူရမယ်နောက်တစ်ခုကပါပမိတ္တာမကောင်းတဲ့ဘက်ကိုတိုက်တွန်းတတ်တဲ့အပေါင်းအသင်းမိတ်ဆွေတတိထားဖို့လိုအပ်တယ်ပေါ့မကောင်းတဲ့ဘက်ကိုတိုက်တွန်းတတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီတိုက်တွန်းတတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အမှုအကျင့်အတိုင်းကိုယ်ကလုံးပြီးသွားပြီဆိုရင်မကောင်းတဲ့အလုပ်လုံးပြီးသွားခဏခေတ်မှာတချို့ကအပေါင်းနဲ့အသင်းနဲ့အလုပ်အကိုင်လုပ်ရတယ်ဆိုတာသူတောက်ရင်ကိုတောက်မှဖြစ်တယ်လူရမဝင်ဘူးလို့ထင်တယ်နော်မတောက်ပဲနေရင်တောက်မှပဲကိုကလူညံ့လို့ကိုစိတ်ထဲထင်သွားတာမျိုးတွေဖြစ်တယ်အေးတောက်တဲ့စားတဲ့ကြားတဲ့ရောက်တယ်လေကိုလည်းတောက်မှခစ်မိတယ်လို့ထင်ပြီးတော့အဲ့လိုနေဒါလွယ်မှားတဲ့အတွေးတွေဒါလည်းဖြစ်တယ်ပေါ့တောက်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးကဘာလဲဖြစ်ပေါ်လာတဲ့ဆိုးကျိုးကဘာလဲကိုယ်ကသိဖို့လိုတယ်ပေါ့အယက်သေးစားတောက်စားခြင်းရဲ့ဆိုးကျိုးကအနည်းဆုံးယောဂရတာယောဂဝေဒနာတို့ရဲ့ဖြစ်ပေါ်လာရာဖြစ်တယ်လို့မြတ်စွာဘုရားဟောတယ်အယက်သေးစားဆွဲသွားရင်ငွေကုန်ကြီးကြများဖို့ဖြစ်တယ်ပစ္စည်းဥစ္စာတွေကုန်စွန်းအယက်သေးစားမူရစ်နေလို့ရှိရင်အဆက်ကွဲတယ်နော်နောက်ဆုံးလူရမဝင်မှုယောဂဖြစ်တယ်ဆိုတဲ့ဟာတွေဟာရှောင်လွဲလို့မရနိုင်တဲ့ဆိုးကျိုးတွေသာလည်းဖြစ်တယ်လူရဝင်နာမဝင်နာဟာကိုယ်နဲ့ဘာမှကိုမဆိုင်လူရမဝင်ဘူးဆိုတာလဲကိုယ်ထင်တာပဲလူရဝင်တယ်ဆိုတာလဲကိုယ်ကပဲထင်တာနော်အဲ့ဒါကြောင့်မို့လို့ပပမိတ္တာတောက်ဖို့တောက်ဖက်ကစားဖို့ကစားပဲမျိုးရှောင်ရမယ်လို့သူဆိုအေးတရားစကားဆွေးနွေးဖို့ဆွေးနွေးပဲတရားနာဖို့နာပဲပညာရေးသင်မောသင်ဘက်ဆိုတဲ့ကောင်းတဲ့ဘက်ကိုသွားတဲ့မိတ်ဆွေမျိုးတွေကိုတော့ကိုယ်တဏ္ဍာကိုယ်နဲ့မြဲမပြတ်ရှိဖို့ကုသိုလ်ဘက်ကတိုးတက်တဲ့မိတ်ဆွေတွေကိုချင်းတရားဘက်ကတိုးတက်လာတဲ့အပေါင်းအသင်းတွေအဲ့ဒါမျိုးတွေအဓိကထားမှာဖြစ်တယ်ပေါ့အဲ့ဒီလိုအဓိကထားပြီးတော့ဘဝကိုအနိုင်ယူနိုင်ရမယ်စိတ်ကောင်းနှလုံးကောင်းမွေးမြူခြင်းဖြင့်ပပိစ္ဆာဆိုတဲ့စိတ်ယုံမှာကိုလွှမ်းမိုးနိုင်ရမယ်မိကောင်းဆွေကောင်းသူတော်ကောင်းတွေနဲ့ပေါင်းသိခြင်းအပြင်ပပမိတ္တဆိုတဲ့မေယုတ်ဆွေယုတ်တွေကိုရှောင်ရှားနိုင်ရမယ်အဲ့ဒီလိုမြတ်စွာဘုရားဘဝမှာလူတိုင်းကြုံတွေ့နိုင်တဲ့အခြေအနေ၈မျိုးကိုဘုရားတတိထားပြီးတော့ဒီအခြေအနေ၈ရက်ကနေဘယ်ကိစ္စကိုအကြောင်းပြု၍မှအကုသိုလ်မဖြစ်စေနဲ့ကုသိုလ်ပဲဖြစ်အောင်ကြိုးစားလို့အကုသိုလ်ကိုရှောင်လွှဲဖို့နဲ့ကုသိုလ်ကိုရအောင်လုပ်ဖို့ဒီဟာကိုအထက်ကထားဟောတာဒါလည်းဖြစ်တယ်ပေါ့ဒီအချက်တွေကရှောင်လွှဲလို့ရခြင်းမရနိုင်ဘူးပေါ့လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာလောကရန်ဆိုတာရှောင်လို့မရဘူးလောကရန်ကရှောင်နေဖို့မကြိုးစားလေနဲ့ရှောင်ဖို့ကြိုးစားရမှာလောကရန်ကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်ကိုရှောင်အောင်မှာဖြစ်တယ်ပေါ့လောကရန်ကြောင့်အကုသိုလ်မဖြစ်စေဖို့ကုသိုလ်တရားကုသနာမှာရအောင်လုပ်ဖို့ဒါဟာအဓိကမြတ်ဗုဒ္ဓရဲ့ဆုံးမသွန်သင်ခြင်းဖြစ်တယ်ဆိုတာမှတ်သားကြရအောင်ကုသိုလ်ရမှသာလျှင်ဘဝကိုအနိုင်ယူတာဖြစ်တယ်ကုသိုလ်မရဘူးဆိုရင်ဘဝကိုအရှုံးပေးရခြင်းပဲဖြစ်တယ်ဆိုတာကိုဒီအချက်နှစ်ချက်ကိုမှတ်သားထားဖို့လိုအပ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘဝကိုအနိုင်ယူခြင်းဆိုဒီမှာမြည်သည့်အခြေအနေမျိုးနဲ့ကြုံအကုသိုလ်မှန်သမျှကိုမဖြစ်အောင်တားပြီးကုသိုလ်မှန်သမျှကိုယ်တဏ္ဍာမှာကြီးပွားတွတ်တဲ့အောင်လှုပ်ခြင်းသာဖြစ်တယ်ဆိုတာကိုအမှန်ကန်မြင်ပြီးတော့မှန်ကန်စွာမြင်တဲ့အတိုင်းမှန်ကန်စွာကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာအေးရန်กว่าချမ်းသာကြပါစေတတဝါများစွာအေးရန်กว่าချ
မ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံပဝါယန္တုသုခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းဝေလာမင်းနှင့်ရောင်ခြင်းရှေယုံပေါင်းဆောင်ရအခြင်းကြောင့်တဗ္ဗေတံကျွမ်းမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအဓိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝတ္တရွှေမြို့ဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနန်တို့သည်ပဝါယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း